စိတ်အတိုက်ရင်မြတ်တယ်ဆိုတဲ့စကားရှိတယ်အလုံးကြားဖို့ကြတယ်နော်စိတ်တိုက်ရင်မြတ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာစိတ်ပဲလို့ထားရမယ်ဆိုတာအရေးကြီးဆုံးပဲနော်အဲ့တော့စိတ်အတက်ဖို့အတွက်ရှင်ပြုတဲ့ဆိုတဲ့အခါမှာဘယ်လိုစိတ်ထားရမလဲကြောင်းလူတဲ့အခါလည်းဘယ်လိုစိတ်ထားရမလဲဆန်းလူတဲ့ပုဂ္ဂိုလ်လည်းဘယ်လိုစိတ်ထားရမလဲဓမ္မပူဇာတရားလူတဲ့ပုဂ္ဂိုလ်လည်းဘယ်လိုစိတ်ထားရမလဲအသီးသီးစိတ်တွေသဘောထားလေးတွေကုသိုလ်ကောင်းမှုပေါ်မှာစိတ်ထားဖို့မတူကြဘူးပေါ့နော်အဲ့ဒီမဲ့ရှင်ပြုတဲ့ဆိုတဲ့ပတ်သက်ပြီးတော့စိတ်ထားရမယ်အချက်ရှင်လောင်းတွေကတော့ကတိတွေအငဲ့သေးတယ်ဆိုတော့ရှင်နာကသေနာပြီးလိုက်မကြီးကိုပြောခဲ့တယ်လို့ပဲသူတို့နေတဲ့ကတော့ဘာကြောင့်ကိုယ်ဝတ်တယ်ဆိုတာဒီမှာမဟုတ်ဘောကြီးတို့လည်းကိုယ်နဲ့တာကကိုယ်ဝတ်ခဲ့တာဆိုတော့ဘာကြောင့်ကိုယ်ဝတ်ရတယ်ဆိုတာမသိဘူးနော်တော့ဆရာသမားတွေသိပေးတာကြတော့တန်တရားကိုဆရာကလွတ်မြောက်ဖို့ကိုယ်ဝတ်ရတယ်တလောက်ပဲသိတယ်နော်ဤပဲကျအဲ့တော့လူတဲ့တန်တဲ့မိဘတွေကလည်းပဲဘာကြောင့်ရှင်ပြုပေးရတယ်ဆိုတာအတိပဲနားလဲဖို့လိုအပ်တယ်ပေါ့အတိပဲနားလဲရမယ်ကလေးတွေကိုရှင်ပြုပေးတာသူတို့ကိုယ်တိုင်ဘဝမှာပါရမီမျိုးစေ့ရဖို့အတွက်အတွေ့အကြုံတွေတစ်ခုအတွက်အဲ့လောက်ရည်မှန်းရင်ကိုမစိုးဘောတော့ရသဗျာဆုံးလို့တာကတော့ဗုဒ္ဓရဲ့ဓမ္မအမွေကိုခံယူဖို့သာသနာ့ဘောင်ဝိညာဉ်ဘုရားရဲ့ဓမ္မအမွေကိုခံယူဖို့သာသနာ့ဘောင်ဝိညာဉ်တယ်လို့ဒီလိုပဲစိတ်သဘောထားရမှာဖြစ်တယ်အဲ့တော့ဓမ္မအမွေကိုဘယ်လိုခံယူကြမလဲပစ္စည်းဥစ္စာအမွေကတော့ပေးရလည်းလွယ်တယ်လက်ခံဖို့လည်းလွယ်တယ်ကိုယ်ပိုင်နဲ့ပစ္စည်းကိုလွယ်ပြပေးတာစာရုပ်စာရနဲ့ပဲဖြစ်စီလွယ်ပြောင်းပေးတယ်ဓမ္မအမွေကြတော့အဲ့လိုမဟုတ်ဘူးလက်ခံတဲ့ပုဂ္ဂိုလ်လည်းအလွယ်တကူလက်ခံလိုက်ပစ္စည်းမွေဆိုတာရသွားတယ်အခုပေးအခုရသွားတယ်ဓမ္မအမွေဆိုတာကြတော့အဲ့ဒီပုံစံနဲ့မရဘူးယူတတ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အရေးကြီးတယ်လက်ခံမဲ့ပုဂ္ဂိုလ်ကဘယ်လိုပုံစံနဲ့လက်ခံရမလဲဘယ်လိုပုံစံနဲ့လက်ခံရမလဲဆိုတာပို့ပြီးတော့အရေးကြီးတယ်ဓမ္မမွေစရပါရီနဲ့မိပဲဆိုရင်တန်တရားတွေမှာရှားဖို့ခဲရင်တဲ့မြတ်စွာဘုရားပြည့်ညတ်တာတဲ့သီလသမာဓိပညာဆိုတဲ့ရည်ချင်းတွေဓမ္မမွေတွေပဲဖြစ်တယ်အဲ့ဒီမြတ်စွာဘုရားပြည့်ညတ်တာသီလသမာဓိပညာလို့ဆိုတဲ့ဓမ္မအမွေကိုနံပါတ်1ဒါတမှုမဖြတ်နိုင်တဲ့ဘဝဓမ္မအမွေဆိုတာနံပါတ်1သိရမယ်နံပါတ်2ကြတော့အမွေကိုဘယ်လိုလက်ခံရမလဲဆိုတာသိရမယ်
lက်ကမုံလက်ကနေရမတူဘူးကလေးတွေဓမ္မမွေတက်ခံတယ်ဆိုတာဘုရားတရဏဂိစာမိဆိုပြီးတော့မြတ်စွာဘုရားရဲ့ခွင့်ပြုထားတဲ့ဝတ်စုံမှုဝတ်ယူပြီးတော့ကိုယ့်ရဲ့ဘဝမှာကျင့်သုံးလိုက်နာရမယ်သိက္ခာသီလတွေကိုလိုက်နာကျင့်သုံးခြင်းဟာဓမ္မမွေကိုခံယူခြင်းပဲဖြစ်တယ်အဲ့ဒီနည်းနဲ့ခံယူရမှာဖြစ်တယ်ကျင့်သုံးမယ်ဆိုရင်ကျင့်သုံးတဲ့ပုဂ္ဂိုလ်တိုင်းဒီဓမ္မမွေကိုရတာဖြစ်တယ်သီလသမာဓိပညာဟုတ်ပြီနောက်မိဘတွေကရောဓမ္မမွေကိုဘယ်လိုခံရမလဲဆိုတဲ့အခါမှာမိဘတွေကိုလည်းပဲမြတ်စွာဘုရားဟောတာတဲ့ပဲသီလစောင့်နေကြတယ်တရဏဂုံကိုခံယူကြတယ်အဲ့ဒီတရဏဂုံနဲ့သီလဒီတစ်ခုခံယူစောင့်နေခြင်းအဖြစ်မြတ်စွာဘုရားပွေတဲ့ဓမ္မမွေရှိနိုင်တယ်ကိုယူဓမ္မရဖြစ်တယ်မယူတဲ့တော့မရဘူးနော်လောကအမွေတွေနဲ့ဓမ္မအမွေဆိုတာမတူဓမ္မအမွေကဓမ္မရှိရှိအသိပညာနဲ့သာခံယူရတာဖြစ်တယ်လက်ဖြတ်ပြီးတော့ခံလို့မရဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းလိုက်တာကျင့်သုံးတာဟာအမွေကိုရယူခြင်းပဲဖြစ်တယ်မြတ်စွာဘုရားကကုသိုလ်တွေမှာသီလကုသိုလ်ဟာထာဝရအသက်ထဆုံးရှိရမယ်ကုသိုလ်ဖြစ်တယ်သီလယဝစရသာဓုဆိုတဲ့ဒါမြတ်စွာဘုရားဟောတဲ့စကားလေးသီလဆိုတာတသက်တာလုံးဒီကောင်းတဲ့အရာဖြစ်တယ်အဲ့တော့ဘဝတစ်လျှောက်လုံးကောင်းစားခြင်းနဲ့ဆိုလို့ရှိရင်သီလကိုထိန်းသိမ်းဆောက်ရှောက်မှာဖြစ်တယ်တခြားလုံးဆက်မရှိဘူးဘဝတစ်သက်တာလုံးအကောင်းဆုံးဖြစ်ချင်လို့ရှိရင်သီလကိုထိန်းသိမ်းဆောက်ရှောက်တဲ့ဆိုတာမလွန်ကျူးဖို့အဓိကကြတယ်နော်မလွန်ကျူးရဘူးဥပမာသူများတဲ့တချင်မှရှောင်းနေဆိုရင်တစ်သက်လုံးရှောင်းနိုင်သူများဥစ္စာမတရားယူခြင်းမှရှောင်းနေဆိုရင်လည်းတစ်သက်လုံးရှောင်းသူတော်ဘာသာမယာစောကပြပါခြင်းမှရှောင်းနေဆိုရင်လည်းတစ်သက်လုံးရှောင်းကိုယ်စိတ်ကိုချိုးနေပြီးတော့တပည့်သားကိုအကျိုးမဲ့ဖြစ်သွားအောင်လေးဒီလက်စားပြီးတော့ပြောကြခြင်းမှရှောင်းနေဆိုရင်လည်းဘယ်တော့မှသူများတို့ကရအောင်မကပြောတာမျိုးမလုပ်ရဘူးအဲ့ဒီဒီတဲ့ပါဒီအမွေဆိုရရသူရမေရိယဘယ်လိုရည်ရွယ်ချက်နဲ့မှလူရဲ့အသိဉာဏ်ကိုဆုံးရှုံးသွားစေတတ်တဲ့သူရမေရိယကိုရှောင်မယ်တမိုးရှိတဲ့အသိဉာဏ်ကိုဖြစ်စီဖြစ်တတ်တဲ့သူရမေရိယကိုငါတို့ယတမရှောင်မယ်လို့အဲ့ဒီရှောင်နိုင်တဲ့ဗျာကိုဟာအမွေတွေရနေတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်နော်အဲ့တော့ဒီအမွေနှစ်ခုအားဘယ်လိုကွာလဲဆိုပါစို့ချမ်းသာတဲ့မိဘတယောက်ကိုစိတ်တစင်စားသည်ပေးတယ်ဆိုပါစို့သို့မဟုတ်သိန်းတစ်ထောင်စီပေးတယ်ဆိုပါစို့လူတွေကတော့အဲ့ဒါရတာပြောပါပဲဘယ်သူပဲဖြစ်ဖြစ်သိန်းတစ်ထောင်ပေးပြောပါပဲစိတ်တစင်စားပေးရင်ပြောပါပဲရွှေတပိဿာစီပေးရင်ပြောပါပဲသို့တော့ပါကိုရွှေတွေသာပေးလိုက်တယ်စိတ်တစင်စားပေးလိုက်တယ်သိန်းတစ်ထောင်ပေးလိုက်တယ်ဆိုတဲ့အခါမှာရတဲ့လူရဲ့ခံစားမှုကိုစဉ်းစားကြည့်ပထမရတဲ့အခါမှာသူပြောလိုက်မယ်အလုံးကိုပြောသွားလိုက်မယ်သို့တော့သူမှဘာကြောင့်ကြလာတော့ဆိုရင်ငါပစ္စည်းတွေ
ပြောက်သွားမလားဒီပြင်းသူကလူယူသွားမလားပျက်စီးသွားမလားစိတ်ပူပြီးအဲ့ဒီကလေးအစားပြီးသူစိတ်ပူပြီးသူမပိုင်ငယ်ငါစိတ်ပူတဲ့ဆမ်းရှိဟုတ်တယ်မလားကိုရလာတဲ့တပြိုင်တည်းအဲ့ဒီစိတ်ပူလောက်ပူစရသူရှာပြီးတော့ခံစားရပြီပထမတော့ရချင်းပြော့သွားတယ်ပြော့သွားပြီးတော့ထိတ်သိမ့်တဲ့အချိန်ကစားပြီးတော့သူဟာစိတ်မလုံးတော့ဟိုနာဖွဲ့ဒီနာဖွဲ့စိတ်မလုံးတော့အဲ့ဒီခံစားမှုအဲ့ဒီတည်းမှာမိတို့ဖြစ်စီတယောက်ယောက်ကပဲဖြစ်စီကိုယ်ဝဲသွားလို့ရှိရင်သူကယူကြုံမရဖြစ်သွားပြီဘလောက်ခံစားရမလဲစဉ်းစားကြည့်နော်မရှိခင်တော့ငါအဲ့ဒါတွေခံစားရတာမရှိဘူးဒီရွှေငွေဥစ္စာတွေကိုပိုင်ပြီးတဲ့နောက်မှာအဲ့ဒီစိတ်ခံစားမှုတွေရှိတယ်အဲ့ဒါကိုပြောတာပြဆောပြကသာဝိကာတံဒီပစ္စည်းတွေကပင်မမှုဖြစ်စေနိုင်တယ်တာပရိလာဟာစိတ်ပူလောင်မှုတွေကိုဖြစ်စေတယ်ဆိုအဲ့ဒါပြောတာစဉ်းစားကြည့်တော့နော်စိတ်ပူပေါင်းမှုတွေပင်မမှုတွေကိုဒီပစ္စည်းတွေဖြစ်အဲ့တော့ကိုယ်သားသမီးကိုအမွေမပေးရဘူးပြောတာမဟုတ်ဘူးနော်အမွေပွေးတာလောကအနေနဲ့ကောင်းပါတယ်ကောင်းတယ်မွေရတဲ့သူကလည်းပြောပါပဲသို့တော့အမွေပေးလိုက်တဲ့ကကိုယ်တတိမထားမိတာပါတော့ဒီကလေးတရက်တသက်တာလုံးစိတ်ညစ်ပါတော့ဆိုရပုံစံမျိုးဖြစ်သွားတယ်စိတ်ဆရမှုကိုပေးလိုက်တာနဲ့မတူဘူးလားစိတ်ဆရမှုပျော်ရွှင်မှုတခုတည်းမရဘူးစိတ်ဆရမှုကပါတယ်ဒါကြောင့်မို့မရှိတောင်းတာရှိကြောင်းကြတယ်အဲ့ဒါမရှိခင်တော့လူချင်းနဲ့ရှိလာတဲ့အခါကျတော့စိတ်ပူတဲ့ကြောင်းကြတယ်အဲ့နှစ်ခုဟာလူနှိမ့်ဆက်နေတဲ့ဆိုလူတွေကသိမသိဘူးစိတ်ကြောင့်ဖြစ်တဲ့ယောဂတွေကအဲ့ဒါကြောင့်ရစိတ်ပူလောင်မှုကိုအကြောင်းပြုပြီးတော့လူမှယောဂရအဲ့ဒီယောဂရတာကိုစိတ်တစားယောဂလို့ခေါ်တယ်ယူတာကိုပြောတာမဟုတ်ဘူးနော်ယူတဲ့စိတ်တစားကတခြားဒါစိတ်ကြောင့်ဖြစ်တဲ့ပူပန်မှုလို့ခေါ်တယ်အဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့ပူပန်မှုစိတ်တစားဆိုတဲ့သုံးကဟိုယောဂသမားတွေဝင်သုံးသွားလို့နာမည်ပြည့်သွားတာအမှန်တော့အလုံးစိတ်တစားတွေကြီးပဲစိတ်တစားဆိုတာယူကိုပြောတာမဟုတ်ဘူးနော်နာမည်ပြည့်နေတဲ့စကလုံးနှလုံးရှိတယ်ပမာတွေနားလဲမှုလွယ်မှနေတဲ့စကလုံးနှလုံးတစ်လုံးကပါတော့ဝိရဏလို့ပြောလိုက်လို့ရှိရင်စိတ်ဆင်းရဲစရာကြီးပဲတွေ့တာဝိရဏဆိုတာဒုက္ခဝေဒနာရှိတယ်ဒုက္ခဝေဒနာရှိတယ်ပြောရလဲဝေဒနာပဲနော်စိတ်ညစ်တာလဲဝေဒနာပဲဝေဒနာဆိုတာစိတ်ခံစားမှုကိုပြောတာအဲ့တော့စိတ်ခံစားမှုကိုပြောတာလို့သိမသိတော့လူတွေကဝေဒနာဆိုယောဂပဲယောဂလို့ပဲအောက်မေ့နေကြတယ်အဲ့ဒါစကလုံးလွယ်မသွားခြင်းနားလည်းမှုလွယ်မသွားခြင်းပဲဖြစ်တယ်ရုပ်တရားနဲ့ပတ်သက်ပြီးတော့လောကမှာရုပ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နေတဲ့အကြောင်း၄မျိုးရှိတယ်နော်ကံစိတ်ဥဒုအာရကံကြောင့်ဖြစ်တာကိုကမ္မစလို့ခေါ်တယ်စဆိုတာအကြောင်းဖြစ်စေတဲ့အကြောင်းတရားလို့ပြောတာကမ္မစကံကြောင့်ဖြစ်တယ်စိတ်တစားစိတ်ကြောင့်ဖြစ်တယ်ဥရုစားဥရုကြောင့်ဖြစ်တယ်အာဟာရစားအာဟာရကြောင့်ဖြစ်တယ်ကံစိတ်ဥရုအာဟာရအကြောင်းလေးမျိုးကြောင့်ဖြစ်တယ်လူရဲ့ကဏ္ဍကိုအကြောင်းလေးမျိုးကြောင့်ဖြစ်တာကံကြောင့်ဖြစ်တာရှိတယ်စိတ်ကြောင့်ဖြစ်တာရှိတယ်ဘယ်နဲ့တော့ပြီးတော့စိတ်တစားယောဂလို့သုံးလိုက်တဲ့အခါကျတော့အယူဖြစ်သွားတယ်မှာတော့နော်မဆိုင်ဘူးအဲ့ဒီစကားလုံးကစိတ်တစားဆိုတာယူတာကိုပြောတာမဟုတ်ဘူးအဲ့ဒါပါဠိစာပေမှာယူတာကိုပြောတာမဟုတ်ဘူးယူတာကဩမာဒမှာယူတာအဲ့ဒါနော်
ယူဆိုတော့အဲ့နာမည်တော့နည်းနည်းချိုက်မဲ့နေကြတယ်ဘာအိုမာတကယ်တော့အိုမာရာဆိုတာယူသွချင်ပဲနော်အဲ့တော့စိတ်ဓာတ်ကယူရမဟုတ်ဘူးလောကမှာပြောမယ်ဆိုလို့ရှိရင်စိတ်ဓာတ်လို့ပြောမယ်စာပတ္တစာရီယူသွားတာဘာကြောင့်ယူတာအဲ့ဒါလည်းပဲပြောမယ်ခုခေတ်စကားနဲ့ဆိုရင်စိတ်ဓာတ်လို့ပြောမှာမဟုတ်ဘူးသူယူတာတော့စာတော့ကကြောင့်ယူတာတော့ကအကြောင်းစိတ်ကယူစေတာမဟုတ်ဘူးတော့ကယူစေတာဒေါသဖြစ်ပြီးတော့နော်ဒေါသဖြစ်ပြီးတော့လူတွေကဆဲကြရိုက်ကြနဲ့ကြမဖြစ်တဲ့ဓာတ်တွေဖြစ်တတ်ကြတာဘာလို့ဒေါသစာအဲ့ဒါကိုတော့ကိုမတကတော့ကကြောင့်ယူသွားတယ်တော့သူမတကတော့တာကြောင့်ယူသွားတယ်ရာဂုမတကရာဂကြောင့်ယူသွားတယ်အဲ့လိုသာရှိတာစာပေနဲ့အစစ်ခေါ်မယ်ဆိုလို့ရှိရင်စိတ်ဓာတ်ယောဂမဟုတ်ဘူးတော့ကကြောင့်ယူရင်တော့ကိုမတကလို့ခေါ်တယ်တော့ကဥမတကယူစိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်ကြည့်ပြောနေတာတွေရှောင်ပြောတာအဲ့ဒါတော့မတကလို့ခေါ်တယ်လောဘတဏှာရာဂတွေဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာယူမှုဖြစ်နေရာခုမတကလို့ခေါ်တယ်အဲ့တော့ပတ္တစာရီယူတဲ့ယူကတော့ကိုမတကနော်တော့ကကြောင့်ယူသွားတာတော့ကဖြစ်ပြီးတော့မထိန်နဲ့မသိနဲ့ဖြစ်ပြီးယူသွားတာအဲ့လိုဆိုလို့တာအဲ့တော့ကံစိတ်ဥဒုအာရအကြောင်းလေးမျိုးကြောင့်ပဲရပဲဖြစ်တယ်နော်အခုဒီမှာလာပြီးတော့အလှလုံးကြတယ်လူကြတယ်တန်းကြတယ်ဆိုတာလည်းပဲစိတ်တစားပဲစိတ်ကုသိုလ်စိတ်ကြောင့်ဖြစ်လာခြင်းနဲ့စိတ်ကအရင်ဖြစ်တယ်တဒါဖြစ်ပြီးတော့မှလူရတဏလောက်ကြတာအဲ့ဒါစိတ်တစားအစစ်နော်အယူလို့ပြောတာပေါ့ဘူးမင်္ဂတိစကလုံးကလွယ်ပါပြီးတော့သုံးနေကြလို့နာမည်ပြည့်တယ်နော်တလွယ်နာလဲအလောကလူတွေကသွားလာလှူရှာစကားပြောတာအဲ့ဒါစိတ်တစားတွေကြီးပဲအကုန်လုံးစာပေလို့ပြီးတော့လို့ပြောရင်စိတ်ကြောင့်ဒီအတန်ထွက်လာတဲ့ဆိုတာစိတ်ကြောင့်ထွက်တာနော်စိတ်ကအကြောင်းတရားပေါ့စိတ်ကနေပြီးတော့လှုံ့ဆော်လိုက်တဲ့အခါမှာခုကပြောတဲ့အတန်အိုးတို့ကြွက်သားတို့အလုံးအဲ့ဒါတွေကရိုက်ခတ်ပြီးတော့အတန်ဖြစ်လာတာနော်ဉာဏ်တရားအကူအညီပေါ့အဓိကစိတ်ပဲဒါမှမဟုတ်အတန်ကိုစိတ်တဇတတ္တဥဒုဇတတ္တလို့နှမျိုးတွေပဲခွဲထားတာစိတ်ကြောင့်ဖြစ်တဲ့အတန်ရှိတယ်ဥဒုကြောင့်ဖြစ်တယ်ဥဒုကြောင့်ဖြစ်တဲ့အတန်ဆိုတာမူချိတ်တဲ့အတန်တွေတို့လေးတိုက်တဲ့ကမြည်တဲ့အတန်တွေတို့အဲ့ဒါတွေကဥဒုဇတတ္တလို့ခေါ်တယ်အတန်ဖြစ်တာအကြောင်းတစ်ခုပဲရှိတယ်နော်တခြားအနေနဲ့အတန်ဖြစ်တာမရှိဘူးသက်ရှိတ attva ရဲ့အတန်ကစိတ်တဇတတ္တတပေရရဲ့အတန်ကြတော့ဥဒုဇတတ္တလို့အဲ့လိုခွဲတယ်ပြီးတော့အဲ့တော့ဘုရားတရားတော်ကလည်းနားလည်မှုလွယ်ပါပြီးတော့ပုံပြက်နေတာတွေဖြစ်ကုန်တယ်လူတွေနားလဲတယ်လွယ်ပါနေတယ်ဝေဒနာဒုက္ခဝေဒနာဆိုတာကောင်းမယ်လေဒါကြောင့်ပဲဒီအောင်တော့လွယ်တော့ဆိုလို့ရှိရင်ကပ္ပတာတို့တဲ့ကမှာဝေဒနာကြောတယ်လို့ပြောတာဝေဒနာဆိုတာစိတ်ရှိနေတဲ့ပြဘယ်တော့မှမကြောနော်ဝေဒနာကြောတယ်ပြောခြင်းတော့ဒုက္ခဝေဒနာကြောတယ်လို့တော့ပြောလို့ရတယ်ဒုက္ခထဲမှာအတိတ်ပဲရှိတယ်နော်ဒုက္ခဆိုတဲ့စကားလုံးရှိမှာဝေဒနာဘယ်တော့မှမချုပ်ဘူးစိတ်ချုပ်မှချုပ်မှာဝေဒနာဆိုတာစိတ်ခံစားချက်ကိုပြောတာအဲ့တော့လွယ်မာနေတဲ့စကားလုံးတွေကိုတဲ့ပေးတာကွာဟုတ်ပြီအလူတဲ့ပုဂ္ဂိုလ်တွေကရွေးချက်ကြီးပါပါတာတို့ရဲ့ရှင်၌ဖြစ်ပွားသာယရဏများကို
မြတ်စွာဘုရားသာသနာတော်နဲ့ကျုံတွေ့တဲ့အခါဒီမှာမြတ်စွာဘုရားရဲ့ဓမ္မမွေတွေကိုရပါစေထိုက်တဲ့တော်ရပါစေအဲ့ဒီရွေးချက်နဲ့လူရမယ်နောက်မို့သာသနာအမွေခံလို့ရှိတော့ကတော့ကြတာကိုယ်ဟောတဲ့ဆိုတာသာသနာအမွေခံအဲ့တော့သူတို့အမွေရဖို့အကြောင်းတိကထားပြီးတော့တန်ဃာတွေကိုလည်းကိုယ်လူချင်းတန်ချင်းဆိုတဲ့ကုသကောင်းမှုပြုပြတယ်မိတ်ဆွေသင်္ဃာတွေကိုလည်းဖိတ်ခေါ်ကြွမွေတဲ့ဆိုတာကုသပြုပြတယ်ကျန်တဲ့ကုသိုလ်တွေကဆက်တွယ်လာတဲ့ကုသိုလ်တွေနော်ကြောင်းလူတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုစိတ်ထားရမလဲဒီကြောင့်မို့သရင်သုံးပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတော်ပါသိယူနိုင်ကြပါစေကျင့်သုံးနိုင်ကြပါစေဒီကြောင့်မို့သရင်သုံးခြင်းဖြင့်အပူအေးစားတဲ့အနေနဲ့ကျင့်ကြပါစေဆိုအဲ့ဒီစိတ်နဲ့လူအောင်နော်ဒါစိတ်ဓာတ်တိုင်းမြတ်တဲ့ဆိုတာအဲ့ဒီသဘောပြောတာဒါတွေကအသိဉာဏ်နဲ့မှဖြစ်နိုင်တယ်စွမ်းလူတဲ့ပုဂ္ဂိုလ်ကလည်းပဲထို့တူပဲဒီဆန်းစားလိုက်လို့ရရှိလာတဲ့ခွန်အားပလာကာယပလာကိုအသုံးချပြီးတော့ဉာဏပလာတွေတိုးတက်ကြပါစေမြတ်စွာဘုရားတရားတော်တွေကိုကျင့်မှတ်သိယူဖြတ်ပြနိုင်ကြပါစေအဲ့စိတ်နဲ့လူအဲ့ဒါဆိုရင်စိတ်ဓာတ်တွေမြတ်တယ်နော်ဓမ္မပူဇာလူတဲ့ပုဂ္ဂိုလ်တွေကလည်းမြတ်စွာဘုရားကဘုရားလက်တဲ့တော့ကမိဂုဏ်တစ်ခုရှိတယ်ဗုဒ္ဓကြီးတယောက်ကစဉ်းစားတယ်ဗုဒ္ဓပူဇာမြတ်စွာဘုရားကိုပူဇော်တယ်လူတယ်ဆိုတာလေသိတာထင်ရှားတယ်ပေါ့သံဃာပူဇာသံဃာတွေကိုပူဇော်တယ်လူတယ်ဆိုတာလေထင်ရှားတယ်ဓမ္မပူဇာတရားကိုလူရင်ဘယ်လိုလူရမလဲဘာလို့လဲဆိုတရားကအကောင့်ထဲမှာမမြင်ရတာဟုတ်တာဓမ္မပူဇာတရားကိုလူခြင်းနဲ့ဆိုရင်ဘယ်လိုလူကြမလဲတရားကိုလူကြီးဘယ်လိုလူမလဲဆိုမြတ်စွာဘုရားကဘယ်လိုမိတ်လိုက်တော့စေဘောဟုတ်တုဒ္ဒရှိတဲ့မြတ်စွာဘုရားတရားတွေကိုများစွာသိတဲ့ယံကိုသူရင်ထဲမှာသိတဲ့တရားကိုပူဇော်တဲ့အနေနဲ့အဲ့ဒီပုဂ္ဂိုလ်လူလိုက်လို့ပြောတာနော်ဓမ္မပူဇာလုပ်ချင်ရင်ဘောတုဒ္ဒရှိတဲ့ပုဂ္ဂိုလ်သွားလူအခုကြတော့ဓမ္မပူဇာဆိုတာဓမ္မဂတိကောသို့တော့ပုဂ္ဂိုလ်ကိုဥမတိနဲ့ဟောပြောတဲ့တရားကိုဥတည်ပြီးတော့လူကတရားလူတဲ့အခါမှာဓမ္မတရားကိုရောက်မှာနှုတ်စေပုဂ္ဂိုလ်တွေရတဲ့တယ်နော်ဖယားရှိခိုးလို့ရှိရင်လေတတော်တရားမြတ်စွာဘုရားထီအောင်အာယုရောက်တန်ဃာတွေကိုပူဇော်လို့ရှိရင်လေမြတ်စွာဘုရားလက်ထက်ကရှင်ကိုနေကြကစားပြီးတော့ဘုရားရဲ့တပိသာဝကရိစီကိုစိတ်ရောက်ရမယ်အဲ့ကြမှာပို့ပြီးတော့ကိုယ့်ရဲ့ကုသိုလ်အပို့ကျပြန်နော်အဲ့ဒါကိုပြောတာစိတ်ထားတတ်ရင်မြတ်တယ်လို့ပြောတာအဲ့တော့ဓမ္မပူဇာကပုဂ္ဂိုလ်တွေမစုံနဲ့ထိုပုဂ္ဂိုလ်ဟောပြောတဲ့တရားသို့မဟုတ်မြတ်စွာဘုရားဟောခဲ့တဲ့တရားအဲ့ဒီတရားတွေကိုပူဇော်ပါတယ်လို့စိတ်ကထားပိဋက30ဒီက5ပြားဓမ္မကဏ္ဍပေါင်း8400အဲ့ဒီတရားတွေကိုပူဇော်ပါတယ်လို့စိတ်ကထားအဲ့ဒီကြတော့မှကိုယ့်ရဲ့စိတ်ထားမှန်ကန်တာဖြစ်တယ်နောက်အဘဒရောစာတောဟောဒီယောဓမ္မမနုသတတိတဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားကိုသိရှိနားလည်အောင်ဟောပြောပေးတဲ့ပုဂ္ဂိုလ်ဟာအမတန္တရာအမတတာယကပေါ့
နော်အမတတာယကအမတတရာမတိယနိဗ္ဗာန်ဆိုတဲ့တပူကြီးမာတဲ့အမျက်ဆုံးလူကိုလူရရောက်တယ်ဒါကမြတ်စွာဘုရားတိုင်ပြောတဲ့စကားတွေ့ဝိုက်ပြီးတော့ကြည့်မယ်ဆိုရင်တရားဟောတဲ့ပုဂ္ဂိုလ်သို့မဟုတ်တရားပွဲကျင့်ပါတယ်ဓမ္မတဝနာဆိုဓမ္မတဝနာဆိုတရားနာတဲ့ပွဲသို့မဟုတ်တရားကိုနာစီတဲ့ပွဲတရားနာဖို့ပရိသတ်တွေဖိတ်ခေါ်ပြီးတော့တရားပွဲကျင့်ပါတယ်အလုံးတရားကိုကြားနာစီတယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းပဲအဘဒတရာဓမ္မဒါနာအဘဒဒါနာဖြစ်တာပဲအဲ့ဒါလို့စိတ်ကအဲ့ဒါလို့ရောက်ဖို့လို့တယ်နော်စိတ်ကအဲ့လိုရောက်ပါစေပုဂ္ဂိုလ်သွားပြီးတော့မရညွန့်နဲ့ပြဿနာပြောဟောတဲ့တရားထီအောင်စိတ်အောင်ထားအဲ့ဒါကြတော့မှနော်ဒီတရားဘာဖြစ်လို့လို့ဆိုရင်တရားရဲ့တတ်ဖို့ကြည့်လိုက်ပညာဘလောက်ထက်ရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်တော့ပါပဲတရားရှာတယ်ရှင်သာရိပုတ္တရာတို့ကရှင်မောဂလနဲ့ရှင်သာရိပုတ္တရာတို့ကတော်ရွာကတထေသာတွေပုံနာတွေတော်ရွာတထေသာပုံနာတွေပြည့်ညတ်တတ်တယ်ရာဇဂုမြို့မှာရာဇဂုမြို့ဆိုတောင်ပေါ်တယ်လေတောင်ငါကိုလုံကခိုးရာဇဂုဆိုတဲ့အတိုင်းမြို့ပြင်ကတောင်တွေတော်တွေပေါ်တယ်အဲ့ဒီတောင်ပေါ်မှာကျစ်ပါတယ်တောင်ထိပ်မှကျစ်ပါတယ်ခိရကသမစ္စာလို့ခေါ်တယ်နော်စပွဲတွေကျစ်ပါတယ်နေရာအဲ့မှာသူတို့သွားပြီးပွဲကြည့်တာတော့တတိသားတွေလို့ပြောမှာပွဲကြည့်ရကနေပြီးတော့သူတို့စိတ်ထဲမှာပါတွေ့ပေါက်တော့ပထမရက်ကတော့လူရှင်တော်ပြလုံးထုတ်တာကြီးတယ်ဆိုရကာရာကြီးတယ်သဘောကျတယ်လက်ခုပ်ပေးတယ်စူးချတယ်သူတို့ကနောက်ရက်တွေကျတော့အဲ့လိုမလုပ်တော့စိတ်ထဲမှာပါတွေ့ပြီးတော့ဆိုဘေးသက်ကြီးကိုကြည့်ပြီးတော့ဒီလူတွေကနေ့တရားဟိုဘက်တယောက်မှရှိမှာမဟုတ်ဘူးအလုံးအတတိကြတော့သိသွားကြပါဆိုရင်အတွေ့သွားတွေ့တာလောက်တမိုးရှိတဲ့တွေ့တယ်အဲ့ဒါနဲ့တွေ့ရတယ်ဟလားဒီပြီးတော့ဒီလူတွေဒီပေါတရားဟိုဘက်တယောက်မှမရှိတော့ဘူးဟုတ်တယ်လေဒီပေါတရားဝက်ဆိုတယောက်မှမရှိတော့နောက်လူရဲ့တိတိသာရှိမယ်ဒီလူတွေမရှိတော့အဲ့တော့အဲ့ဒီလိုသိလိုက်တာအဝေကညာလို့ခေါ်တယ်အဲ့တော့တို့လည်းတနေ့ကျတော့လောကကြီးပျောက်ကွယ်သွားမှာပဲမပျောက်ကွယ်ခင်တို့မလုပ်လေလောကကြီးမှာထပ်ရနေလို့ရတဲ့တရားရှိရမယ်ဘယ်တော့မှဥရနာရသေးတာမရှိတာမျိုးရှိရမယ်ဆိုပြီးစိတ်ကူးရပြီးတော့သူတို့တော့ထွက်လိုက်ကြတော့ထွက်တဲ့ဆိုအိမ်ကနေထွက်သွားကြထွက်သွားပြီးတော့သူတို့စေဟိုကိုတယ်ပထမပဲရောက်သွားတော့ဆိုရင်သိစေရဆရာကြီးရဲ့ပြပိုက်ဆိုတဲ့ပြိပါဒကဟိုကိုပြီးတော့နေကြတာအဲ့ဒီအနေပြကြရတဲ့နောက်ဆုံးမှသူတို့ရှာတဲ့သူတို့သိကျင်တာမသိရတဲ့အခါစိတ်ပြက်လာအဲ့ဒီအချိန်မှာမြတ်စွာဘုရားကတပည့်စကြတရားဟောလို့မြတ်စွာဘုရားရဲ့တပည့်စကြဟောတဲ့တရားနာတဲ့ပစ္စဝဂီ၅ပါးတဲ့ကအငယ်ဆုံးရှင်အတ္တစီကရသကျရောက်လာတဲ့အခါမနဲ့ဆုံးခံတဲ့အချိန်လေးပါရှင်သာရိပုတ္တရာလောက်တော့တွေ့တော့ကြည်တာနဲ့သူတို့ကလူဟာတရားရှိသလားမရှိဘူးလားဆိုတာတည်ငြိမ်မှုပါတယ်နော်တည်ငြိမ်မှုရှိတာမရှိတာကိုကြည့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ကတရားရှိလောက်တယ်သူနောက်လိုက်တယ်ဆိုပါစို့အဲ့ဒါလောက်ညံ့တဲ့ရှင်သာရိပုတ္တရာတော့ပါပဲမြတ်စွာဘုရားတရားနာလိုက်ရမှလက်မမောရောက်သွားတာငါတို့ကလက်မမောမရောက်ဘူးအဲ့ဒါကြောင့်မလို့တရားဆိုတာအပ္ပတမအရေးကြီးတယ်ဆိုပါစို့အမေကမပေးနိုင်တာကိုလည်းတရားပေးနိုင်တယ်
အဖေကမပေးနိုင်တာလေတရားပေးနိုင်တယ်အမေဖေကအမေလေးပါမကြောက်အောင်မတားနိုင်ဒုက္ခမရောက်အောင်လုပ်မပေးနိုင်အစံတော့ပုတ်ပေးကောင်းပေးလိမ့်မယ်ခဏလိုစိတ်တစေသာတို့ရွှေတပိဿာတို့တော့ပေးချင်ပေးတာလေချမ်းသာတဲ့အမေဆိုရင်ပေါ့နော်သို့တော့လက်ပြအောင်လုပ်မပေးနိုင်ပညာတတ်ဖြစ်အောင်လည်းလုပ်မပေးနိုင်အဲ့တော့လောကမှာဒီတရားဓမ္မကသာလေတတရားကကိုလွတ်စေနိုင်တာဖြစ်တယ်ကိုကျင့်သုံးတဲ့တရားဓမ္မတရားဆိုတာပစ္စည်းဆိုတာကိုသုံးမှကိုပိုင်တယ်လို့ခေါ်မှာဟုတ်လားကိုမသုံးတဲ့ပစ္စည်းကကိုပိုင်တယ်လို့ပြောလို့မရဘူးလေဥပမာပဲအဝတ်တွေဝယ်ထားပြီးလို့တဲ့ထဲတာမဝတ်ဘူးဆိုရင်ကိုပိုင်တာလည်းကားပဲလေကိုမဝတ်မှမို့တာအဲ့ဒါလိုပဲတရားတွေကိုနာတာပြီးတော့မကျင့်သုံးဘူးဆိုရင်ဒီတရားကကိုယ်တွေအကျိုးပြုမှာမဟုတ်ဘူးနော်ကိုယ်တွေအကျိုးပြုမှာမဟုတ်ဘူးအဲ့တော့အကျိုးပြုအောင်မလုပ်အောင်သီလဆိုရင်ထိတ်သိမ်းရမယ်ရည်တဲ့ပါရှိတဲ့တတ္တာကိုယ်ရည်တဲ့ပါရှင်းတန်နေအောင်လုပ်ထားမယ်အသိပညာကိုတတ်ဖို့ထားအဲ့ဒါတွေကိုတတ်ဖို့ထားပြီးတော့ဘဝမှာနေမယ်ဆိုလို့ရှိရင်အဲ့ဒီကိုယ်တတ်မှုထားတဲ့သီလနော်ကိုယ်တတ်မှုထားတဲ့တတ္တတရားကိုယ်တတ်မှုထားတဲ့အသိပညာကကိုယ်ဘဝကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးတော့နော်ဖန်တီးတော့ပါရွှေနဲ့ငွေနဲ့တော့မကြည့်နဲ့ရွှေငွေရဒုက္ခပဲပေးမှာနော်ဒါကြတော့သူပြလူယူမှာဆိုတာလဲကြောက်စရာမလိုဘယ်သူမှမယူနော်ကိုကျင့်သုံးတဲ့သီလကိုလာပြီးတော့လူယူတာမရှိဘူးကိုရင်နဲ့ရောင်းနေတဲ့တရားကိုလူယူမယ်လို့လည်းမရှိဘူးသိတောင်မသိဘူးလူယူဖို့သာထားယူလို့ရောရလားမရကိုလုံတဲ့ကုသိုလ်ကောင်းမှုကိုလည်းဘယ်သူမှလူဒါကြောင့်မလို့ပုံညံစောရီဟိဒုဟရဏကုသိုလ်ကောင်းမှုဆိုတာတဲ့တခိုးရမြတွေလူယူလို့မရတဲ့အရာဖြစ်တယ်ရွှေငွေပစ္စည်းဥစ္စာကတခိုးရမြတွေလူယူလို့ရတယ်ကုသိုလ်ကောင်းမှုကအဲ့လိုလူယူလို့မရဘူးဆိုတော့ကုသိုလ်လုံတိုင်းကိုယ့်ရဲ့အသိရှိဖို့လိုတယ်အမှန်တမဲ့မလုံးနဲ့ပါတကူပါနော်ဆိုလေတစုံလောက်တာကစားပြီးတော့အနည်းဆုံးကုသိုလ်ဆိုတာသူများအတွက်ကြည်တာကိုယ်အတွက်ကြည်တာလောဘမေတ္တာဆိုတာသူ့အတွက်ကြည်တာနော်သူ့အတွက်အများကြီးပဲစဉ်းစားရရင်ဆုံးခံလာတဲ့ကိုယ်ကိုဆုံးလို့လိုက်တယ်။အော်သူဆုံးခံမှဖုံးပေးရှာတာကတော့အင်းငါကောင်းကောင်းလွှတ်လိုက်တာဖုံးမေသုံးဆောင်ပါစေတည့်ရတော့စိတ်ချမ်းသာကိုချမ်းသာဖြစ်ပါတယ်အဲ့ဒီရမြမသိရအဲ့ဒါတော့သိအောင်လုပ်တာအဲ့ဒီတည်းပို့သိလို့ရှိရင်တို့လူတဲ့ဆွမ်းကိုစပြီးမြတ်စွာဘုရားဟောတဲ့တရားတွေကိုလိုက်နာကျင့်သုံးနိုင်ပါစေချက်မှတ်သိယူနိုင်ပါစေအဲ့ဒီကြတော့အမြင့်မြတ်ဆုံးဖြစ်သွားတယ်နော်အဲ့ဒါကြောင့်စိတ်ထားတိုက်မြတ်တယ်ဆိုတာအဲ့ဒါပြောတာအဲ့တော့လူတာတော့လူတိုင်းလူနေကြတာပဲတရတရားပေါက်လာရင်လူကြတာပဲသို့တော့ဘာကြောင့်လူတယ်ဘယ်လိုလူရမယ်ဆိုတာကိုသိရှိနာလဲအောင်ပြောတာအဲ့ဒါကဩဝါဒလို့ခေါ်တယ်နော်အဲ့ဒါရည်ကြည်တယ်ဒါကြောင့်ဘုလို့မြတ်ဗုဒ္ဓရဲ့ဆုံးမထင်ရှားရှိနေရဗုဒ္ဓသာသနာပွင့်နေရယနေ့ခါဝဲမြတ်စွာဘုရားဘာဟောတဲ့မြတ်စွာဘုရားကဘာကြောင့်ရှင်ပြုရတယ်လို့ဟောတာလေဘာကြောင့်ဓမ္မအပွေကိုခံယူရမယ်လို့ဟောတာလေဓမ္မအပွေကိုဘယ်လိုခံယူရမလဲကုသိုလ်ကောင်းမှုဘာကြောင့်လုံးသင့်တယ်လို့ဟောတာလေကုသိုလ်ကောင်းမှုလုပ်ခြင်းဖြင့်မရမလဲဒါတွေကိုသိသိချာချာသိရှိနားလဲအောင်နော်တတိထားပြီးတော့လေ့လာသုံးသပ်ပြီးကိုယ်ဘဝမှာနောက်ဆုံးတဲ့မရောက်ခင်ကုသိုလ်တရားဖြစ်ပွားအောင်
တို့တွေကြိုးစားအထောက်အပံ့ဖြစ်တယ်ဆိုတဲ့တတိနဲ့အပမာဒတတိနဲ့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း